သုံးမှုတဲ့လူတွေကတော့ဒီသားထုအောင်သုံးမှုတဲ့လူကတော့သုံးပါမယ်ဘာတာတရားမင်းစင်တာလည်းမရဘူးတစ်ချိန်သုံးမှုရရဲ့တစ်ချိန်သုံးမှုရရင်တော့သုံးတော့73ပါဟုတ်မသုံးမှုတဲ့လူကတော့ဒုလည်းဒုတော့ပေါ့ဒါကျွန်တော်တို့ကတော့ဒါဒီအဖိုးအခါလေးတွေကတော့သုံးနေတယ်ကျွန်တော်တို့ဆက်ရောက်ခါတော့9လသုံးရတယ်နောက်လာယူပါပြီဒါကြောင့်မလို့ဒီသားထုအောင်သုံးပြီးတဲ့လူကတော့ထက်ကိုသုံးတယ်တရားမင်းစင်တာတော့မရဘူးတရားမင်းဒီနောက်အုပ်စုထဲမှာလာယူပါဟုတ်ကဲ့မရဘူးဒီဥစ္စာသူရောကောင်းတယ်တရားသုံးလိုက်တော့တီချစ်တရားတွေတော်တော်ပြန်အဲ့မှာလက်တွေပဲလေမဟုတ်မှတီချစ်တွေအရင်တီချစ်တွေလားမာကျွန်တော်ပထမဆိုင်နေတော့ကတော့ဒီတီချစ်မတွေ့လို့ဒီအပင်နေသေးတာပဲကျွန်တော်လည်းထင်တယ်လေဘာကျွန်တော်အဖိုးကြီးကလည်းပြောတယ်လေခွက်ထဲမှာလက်ခွက်ထဲတီချစ်ရှိရင်သားလေးကကောင်းပြီပေါ့တဲ့အဲ့ဒါလည်းကျွန်တော်အဖိုးပြောတာတော့ကျွန်တော်အမှတ်တာတော့အဲ့ဒါနဲ့ဒါဦးသိန်းလိုက်ရေးနဲ့ကျွန်တော်ယူလိုက်တော့သူကလည်းပြောတာနဲ့ဆိုကျွန်တော်တီချစ်ကျွန်တော်အဖိုးကြီးပြောတာနဲ့ကိုက်တယ်ဆိုကျွန်တော်စသုံးလိုက်တာစသုံးတော့တီချစ်တွေတွေ့တယ်သူကလည်းပြောတယ်မင်းအဲ့ထဲတာရနေမှာတီချစ်ကိုခွေးလာလေအဲ့ကြောင့်ကျွန်တော်အဲ့ဒါကိုသိနေတာကြာဟောမှားလာပဲဟုတ်ကဲ့တီချစ်တက်တယ်ဆိုတော့ဒါကုတော်တီချစ်တွေတော်တက်တာနော်ဟုတ်ကဲ့မအခွက်ထဲမှာတီချစ်ဟုတ်ပါဟုတ်ဆိုမဘဲနဲ့ပတ်သက်လို့ကဒီမှာအတွေ့အကြုံကဘလို့အကိုခုနပြောတဲ့ဟာလေးမဘဲကသုံးခိုင်းတာမဘဲသုံးခိုင်းတာဟုတ်ကဲ့ဟိုပါဘောဘလို့လဲတေးက၄အိမ်အောင်သုံးဆိုတော့ကျွန်တော်တို့တပတ်စပြီးတော့မြေကြီးပက်တဲ့အချိန်လေးပိတ်ပတ်လိုက်တယ်ဟုတ်ကဲ့မနစ်ကပတ်လိုက်တော့သူကတပတ်ပါကောင်းတယ်တဲ့ဒါလည်းကျွန်တော်သုံးတာတော့မဟုတ်ဘူးကျွန်တော်အမလေးသုံးတာပေါ့ဟုတ်ကဲ့သူကပဲဆေးကိုပဲဆေးသုံးကဖြန်းတယ်ပေါ့နော်နောက်ဆုံးချိန်လေးကြာလှမ်းပါတယ်ဒီသာဓုအောင်ဘယ်ရတာလဲတဲ့မှားပြီးသားမအောင်လို့ဒီနေ့မနေ့က၄အိမ်တယ်ဒီနေ့အိမ်90မှားတယ်ဟောဒီနေ့အိမ်90ဟုတ်ကဲ့အဒီတော်တော်ရက်လို့ပေါ့တိတာဝါလို့သူ၄ကနေအိမ်90တိတက်ပြီးတော့မှားသွားတယ်ဟုတ်ကဲ့